အတူမရှင်သာတဲ့နှုတ်ပြကြီးကိုချစ်တယ်ဆိုတဲ့ဆရာကြီးတို့ရဲ့နှုတ်ပညာလောကောင်းစဉ်တက်ပြီးလက်ခုံးတန်ချတူတုံနေသူစိန်ပေါ်ကမိုက်ကလေးလမ်းကိုင်လက်ကလေးတုံတဲ့ဆရာကြီးတို့ရဲ့